ကျွန်တော်တို့ဟာငါးဝယ်တဲ့ဂလက်စီအတွင်းကြီးမှာပဲတည်ရှိနေပြီးအလွန်ကြီးမားရှုပ်ထွေးတဲ့ကျဲဆူဝေးတွေကိုတွေးရှိခဲ့ကြပြီဖြစ်ပါတယ်စကြဝဠာကြီးထဲမှာကျွန်တော်တို့ရဲ့ငကားဝယ်တဲ့ဂလက်စီတစ်ခုတည်းတောင်မဟုတ်ပဲအခြားဂလက်စီပေါင်းတန်းထောင်ကြီးရှိနေကြောင်းကိုလည်းသိရှိခဲ့ရပါတယ်ဂလက်စီပေါင်းများစွာနဲ့ဖွဲ့စည်းရတဲ့စကြဝဠာကြီးဟာအလွန်ပြင်းထန်ကြမ်းတမ်းတဲ့အရှိန်နဲ့ပုံမှန်ယူရတဲ့အရှိရဆိုတာကိုလည်းလေ့လာသိရှိခဲ့ကြပါတယ်